Hello အရသာနဲ့ပတ်သက်ပြီးတော့ခြေနာငန်းနာဆက်တာပေါ့တာကိုဘယ်လိုပြောမလဲတစ်ချက်ကြည့်ကြည့်အောင်နော်ပေါ့တာ bland ဒီဟင်းရပေါ့တယ်ငါမကြိုက်ဘူး This soup is bland I don't like it This soup is bland I don't like it ဆက်တယ် spicy ဒီဟင်းရဆက်တယ် This curry is spicy This curry is spicy ငန်းနာ salty အာလူကျော်ကငန်းတယ်ငါအကုန်လုံးမစားနိုင်ဘူး The chips are salty I can't finish them The chips are salty I can't finish them နောက်ထပ်ကကြအရသာကိုကြတော့ taste အရသာကောင်းတယ်ဆိုလို့ဆိုရင်ကြ it tastes good အရန်အရသာရှိရဆိုလို့ဆိုရင်ကြ it is delicious အားလုံးကွက်တီပဲအစာပလာရေအကုန်ကွက်တီပဲပေါ့နော်စားဟင်းကြုံမုံတွေထည့်ရကွက်တီပဲဆိုလို့ဆိုရင်ကြတော့ it is just right မဆိုးပါဘူးဆိုလို့ဆိုရင်ကြ it's not bad ပဲဖြစ်ပါတယ်